ကျေးဇူးတင်ပါတယ်အကိုဖန်းကျေးဇူးတင်ပါတယ်အကိုဖန်းအားလုံးနားထောင်ကြတောက်ရည်လိုချင်ရင်တခြားသူစီကလူယူစရာမလိုဘူးငါမှနီးလန့်ရှိတယ်ဟေ့ထရန်ဂျန်မင်းရင်ကကစားကောင်လို့အခေါ်ခံရတာမေ့သွားပြီလားမနေ့တနေ့ကမင်းမွေးနိုင်တာတခုနဲ့ပဲကိုတော်တွင်အသက်ရှင်ရေးကျွမ်းကျင်သူလို့ထင်နေပြီလားငါအခုဒီကမ်းခြေပေါ်မှာပဲပင်လယ်ရေကိုတောက်ရည်ဖြစ်ပြောင်းပေးနိုင်တဲ့အသက်ဆွန့်ပြီးရေလူးစရာမလိုတော့ဘူးဒါဆိုမြန်ပြောစမ်းဘာလုပ်ရမှာလဲအခုကစပြီးကယ်ဆယ်ရေးအဖွဲ့မရောက်မချင်းဒီနေရာကလူအားလုံးငါအမိန့်ကိုချွင်းချက်မရှိလိုက်နိုင်ရမယ်မင်းအမိန့်ကိုလိုက်နိုင်ရမယ်ဟုတ်လားအတုံးမကျတဲ့ကောင်တယောက်ကတော့ခေါင်းဆောင်လုပ်ချင်သေးတယ်ပေါ့ငါတို့အထွေမန်နေဂျာရှိနေသေးတာမမြင်ဘူးလားမင်းကိုမင်းဘယ်သူထင်နေတာလဲငါတခုပဲမေးမယ်သူ့ကိုသာဆက်နားထောင်နေရင်ငါတို့အသက်ရှင်နိုင်မလားဒါဆိုအထွေမန်နေဂျာကတောထဲမှာအသက်ရှင်နေသီလားပင်လယ်ရေကိုတောက်ရည်ဖြစ်ပြောင်းပေးနိုင်လားတေဆန်းဘသူကိုနားထောင်ရမှာလဲထရန်ဂျန်မင်းပြောတာကိုအာမခံရဲလားတောက်ရည်လုံနိုင်နေဆိုရင်အခုချက်ချင်းလုပ်ပြဒီနေရဲလိုနေရာမှာငါ့ကိုတန်ရှင်းတဲ့ရေတငုံပဲတိုက်နိုင်တဲ့သူဟာငါအသက်ကယ်ရှင်ပဲငါသူ့ကိုနားထောင်မယ်ငါလဲသဘောတူတယ်စကားမများနဲ့တော့ငါလဲချောင်းက6လုံးလို့မိခိုးတောင်ထွက်တော့မယ်ရေမရရင်ငါတို့အားလုံးဒီမှာပဲတေးရတော့မယ်မာလျံလူနှစ်ယောက်ခေါ်ပြီးကမ်းခြေကလေရင်ပျက်စီးအမြန်သွားအကြီးရောင်ပလတ်စတစ်အခင်းတွေပလတ်စတစ်အိတ်ကြီးတွေမပျက်စီးသေးတဲ့ပလတ်စတစ်အုပ်တွေအကုန်ယူလာခဲ့ကျန်တဲ့သူတွေငါနဲ့လိုက်ခဲ့တန်ဘူးဟောင်းဘူးအလွတ်ပလတ်စတစ်ပေါ်လင်းရေထည့်လို့ရတဲ့အရာမှန်သမျှရှာကြထရန်ဂျန်မင်းတနေ့လုံးဒီပလတ်စတစ်အမိုက်တွေနဲ့ပဲအလုရှုံနေတာဘာကြိုးရှိလို့လဲအားနဲ့ညှစ်ကြည့်တောက်ရည်ထွက်လာမလားတွင်းတူးလိုက်တေဆန်းပင်လယ်ရေဝင်တဲ့တွင်းတူးတာဘာလို့ဖို့လဲငါတို့ကိုပုံမြန်တေအောင်လုပ်နေတာလားငါမှတ်မိပြီဘာကိုမှတ်မိတာလဲပင်လယ်ရေကိုအပူပေးပြီးအငွေ့ပြန်စေပြီးရင်အဲ့ဒီအငွေ့ကိုပြန်အေးအောင်လုပ်ရင်တောက်ရည်တန်းရနိုင်တယ်ဒီနည်းကိုတည့်ရက်နဲ့မနေ့ကလူတိုင်းဒုက္ခရောက်နေတော့ဘာလို့မပြောတာလဲအကိုလူနားလည်ပေးပါမနေ့ကကျွန်တော်ရေစာလုံးလို့ရေလူဖို့ပဲစဉ်းစားနေခဲ့တာလူတယောက်ရေစာပြီးမနာလိုစိတ်တွေပြည့်သွားရင်ညံရည်တင်မကဘူးအခြေခံစဉ်းစားနိုင်စွမ်းတောင်ပျောက်သွားတယ်ကျောင်းအုပ်ကြီးပြောခဲ့တယ်လို့ပဲအငွေ့ပြန်ပြီးပြန်အေးခဲစေတဲ့နီလန်ပေါ့ကောင်းပြီအခုငါတို့လောက်ရမှာတခုပဲရှိတယ်နေထွက်တာကိုစောင့်မယ်အဲ့ဒီလိုနဲ့အချိန်တွေမြန်ကုန်သွားပြီးမနေ့ရောက်လာတယ်ရှောင်းကျူးနိုးတော့ထားပြီးအလုပ်လုပ်ရမယ်အကိုဖန်ဒီမနေ့စောစောပဲသွားကြမှာလဲပစ္စည်းယူပြီးငါနဲ့လိုက်ခဲ့အသားရှာမယ်သူတို့ကမ်းခြေဆင်းပြီးမကြခင်မှာပဲကနန်းကြီးတွေအများကြီးဖမ်းမိသွားတယ်အကိုဖန်ကနန်းပုံနေတဲ့နေရာတိုင်းကိုဘလို့သိတာလဲငါမှစနစ်ရှိတယ်စနစ်ဟုတ်လားဒါပေမဲ့အဲ့ဒီလိုရှိရင်အရင်ကဘာလို့အဲ့ဒီလောက်ဒုက္ခခံနေရတာလဲစကားမများနဲ့တည်ပြီးပြန်ကြမယ်ဟုတ်ကဲ့အကိုဖန်ကနန်းအများကြီးဖမ်းမိပြီးနောက်အားလုံးစခန်းကိုပြန်လာကြတယ်အကိုဖန်ဒီကနန်းအကြီးကြီးတွေကိုဒီနေ့ဘလို့စားကြမလဲပေါင်းစားရမယ်တောကနန်းပေါင်းကိုအချင်းရင်နဲ့တို့စားရင်အရန်စားကောင်းမှာမင်းပါတိလို့လဲပေါင်းတာကအရသာပေါ်လုံးနဲ့ငါတို့မှာကိုယ်တိုင်ပူပေးဟော့ပေါ်အနှစ်ရှိတဲ့စက်ကနန်းလှုပ်စားမယ်အရင်ဆုံးအနှစ်ကိုအရေးပြောအောင်လုပ်ပြီးရင်ကနန်းကိုနှစ်ပိုင်းခွဲပြီးကြော်လိုက်ရင်အနက်အရသာကနတ်တောင်မငင်းနိုင်လောက်အောင်ကောင်းသွားမယ်အဲ့ဒီအချိန်မှာလင်ဖန်ပြန်ရောက်လာတယ်လင်ဖန်ရှင်ပြန်လာပြီလားကျမစိတ်ပူလို့တေတော့မယ်ဒဏ်ရာရထားသေးလားကြည့်ပါရစေတော်ပြီမငိုနဲ့ထက်ငိုရင်ရိုက်မယ်ဝမ်ချောင်တို့ဒီပေါ်မတက်လာဘူးလားမတက်ရဲဘူးဘာလို့လဲငါချထားတဲ့တကိုင်းတွေကိုသူတို့မဖြတ်ရဲကြဘူးအဲ့ဒီတကိုင်းတွေကတားရဲတွေကိုတောင်တားနိုင်တာလားဒါကမွေကြီးရဲ့တွေအဲ့ဒီစပါးအုံးကဒီတော့ရဲ့အင်အားကြီးဆုံးတားရဲပဲတခြားတားရဲတွေကဒီအနက်ရတာနဲ့မင်းတို့လိုပဲကြောက်ပြီးထွက်ပြေးကြတယ်တွားရည်တွေတောင်ကျလာတော့မယ်မတက်နိုင်ဘူးဒီကနန်းဥကိုပဲကြည့်လိုက်အရန်စားကျင်စရာကောင်းတယ်အကိုဖန်ရှင်စားပါကျမခွာပေးမယ်ဟုတ်တယ်အကိုဖန်ကျမကနန်းခွာတာအရန်ကျွမ်းတယ်အသားတစ်စက်မှမဖြုံဘူးအားလုံးအတူစားကြအဲ့ဒီအချိန်မှာရှောင်းလဲကရုတ်တရက်ထွက်လိုက်တယ်အကိုဖန်အရင်ကရှင်သတ်မှတ်ထားတဲ့စီကံတွေအခုထိအကျုံးဝင်သေးလားအကျုံးဝင်တဲ့အလုပ်လုပ်တဲ့သူကစူးရမယ်စီကံဖောက်တဲ့သူကအပြစ်ပေးခံရမယ်ဒါဆိုကျမလူတယောက်ကိုတိုင်ချင်တယ်ဘယ်သူလဲထုံတာပါလက်မင်းဘာတွေပြောနေတာလဲအကိုဖန်ဒီမနက်ရှင်မရှိတုံးထုံတာကစီကံဖောက်ပြီးရိတ်ခတ်ထားတဲ့နေရာထဲခိုးဝင်နေပြီးတော့ထောက်တဲ့နေရာမှာပုံပြီးတယောက်ထဲစားနေတယ်လက်မင်းဘလို့လုပ်ဒီလိုလိမ်ပြောနိုင်တာလဲအဲ့ဒါမင်းလုပ်တာပဲကျမတားဖို့သွားတော့မင်းကကျမကိုချင်းချောက်ခဲ့တာအကိုဖန်ကျမကစီကံကိုသတိပေးတာပါဒါပေမဲ့ထုံတာကကျမကိုပြန်ဆဲတယ်
သူကရှင်းမရှိရင်ဒီနေရာမှာသူပဲအကြီးဆုံးလို့ပြောတယ်ပြီးတော့ရှင်းကိုသူလက်ထဲမှာအပြည့်အဝထိန်းထားနိုင်ပြီငိုပြလိအယုံနဲ့ရှင်သူ့ဘက်ကရက်ပေးမှလို့ပြောခဲ့တယ်မဟုတ်ဘူးအဲ့ဒါလုံးဝမဟုတ်ဘူးမင်းလိန်နေတာထုံနာကအလင်းအမြန်ညင်းလိုက်ပေမဲ့လူတော်တော်များများကလဲဘက်ကိုထောက်ခံနေကြတယ်ရှောင်းချင်းရှောင်းလေဦးမင်းတို့နှစ်ယောက်ပြောကြစမ်းဒီမနက်မင်းတို့နှစ်ယောက်လုံးဗိုက်စာလို့ငိုနေခဲ့တာမဟုတ်ဘူးလားရှောင်းချင်းကသွေးရင်းတကြားတက်ကြနေတယ်လို့ပြောခဲ့တယ်ရှောင်းယုံကလည်းကျမခြေထောက်ကိုဖက်ပြီးစားစရာတောင်းခဲ့တယ်မင်းတို့အငတ်ခံနေရတာကိုမကြည့်ရလို့ကျမကအသက်ဆုံးပြီးဘီစကစ်တစ်ထုပ်ခိုးယူလာပြီးအားလုံးကိုဝေကျွေးခဲ့တာအခုတော့ဘာလို့ကျမကိုပြန်ပြီးအပြစ်တင်နေကြတာလဲရှောင်းချင်းနဲ့ရှောင်းယုံကတယောက်ကိုတယောက်ကြည့်လိုက်ပြီးခေါင်းငုံထားကြတယ်အကိုဖန်ကျမတို့ဘာမှမစားပါဘူးအကိုဖန်ချမှတ်ထားတဲ့စီကံကိုလည်းမဖောက်ပါဘူးအဲ့ဒီအချိန်မှာရှောင်းကျူကဖြည်းဖြည်းချင်းထွက်လိုက်တယ်အကိုဖန်ဒီကိစ္စမှာတခုခုတော့မမှန်ဘူးလို့ကျွန်တော်ထင်တယ်ရှောင်းကျူမင်းယူနေလားဒီမှာမင်းဝင်ပြောရမယ့်အလဲမဟုတ်ဘူးလင်ဖန်ကလက်မြောက်ပြီးအားလုံးကိုတိတ်ခိုင်းလိုက်တယ်တော်တော့ငါနောက်ဆုံးတစ်ခုပဲမေးမယ်ထုံနာစားစရာယူတာကိုမင်းတို့အားလုံးကိုယ်တိုင်မြင်ခဲ့ကြတာဟုတ်လားဟုတ်တယ်အကိုဖန်ကျွန်တော်အသက်နဲ့ရင်းပြီးကြိမ်ဆူရဲတယ်ကျမလည်းမြင်တယ်ကျွန်တော်လည်းမြင်တယ်လုံးဝမမားနိုင်ဘူးထုံနာကမျက်ရည်ကျရင်ခေါင်းငုံလိုက်တယ်ကျမစီကံကိုနားလဲပါတယ်ကျမအခုချက်ချင်းကူထဲကထွက်သွားပါမယ်ရက်လိုက်လင်ဖန်ရဲ့အတန်ကချက်ချင်းထွက်လာတယ်ငါမင်းကိုထွက်သွားလို့ပြောခဲ့လားထုံနာအံ့ဩသွားတယ်လင်ဖန်ကသူ့ကိုကြည့်ပြီးပြောလိုက်တယ်မှတ်ထားမင်းကငါမိန်းမပဲပြီးတော့ကြမ်းတောင်းတဲ့ရှောင်းကျူဘက်ကိုလှည့်ပြီးပြောလိုက်တယ်အိုးထဲမှာရှုံကနန်းနည်းနည်းကြံသေးတယ်ကြံတာတွေအားလုံးမင်းတို့နှစ်ယောက်ယူစားလိုက်တကယ်လားအကိုဖန်အရန်ကောင်းတယ်ကျန်းတောက်ကကနန်းကိုစားရင်မျက်နှာအပြည့်ပျော်ရွှင်နေတယ်အကိုဖန်ကျွန်တော်အသက်ရှင်လာသမျှဒီလောက်အရသာရှိတဲ့ကနန်းမျိုးတစ်ခါမှမစားဘူးအကိုဖန်နောက်လိုက်ခဲ့လို့သာဒီလိုစားခွင့်ရတာပါအကိုဖန်ကျွန်တော်လည်းအကိုနောက်အမြဲလိုက်မယ်လင်ဖန်ကခေါင်းညိတ်လိုက်တယ်ဒီနေရာကစီကန်းကရိုးရိုးလေးပဲနာခံရင်ဘိုက်မစားဘူးအလုတ်လို့ရင်အသားစားရမယ်မနှက်ဖြတ်မနှက်စောစောငါအားလုံးကိုတောင်ထဲခေါ်သွားပြီးတောရိုင်းတရိษံအမဲလိုက်မယ်ဘသူမဆိုမသေးရဲပဲငါနောက်လိုက်ရဲရင်မနှက်ဖြန်ညအသားဝအောင်စားရလိမ့်မယ်အဲ့ဒီအချိန်မှာရှောင်းကျူကလမ်းမှာတွေ့လာတဲ့အတန်ဖန်းဆက်လေးကိုထုတ်ပြလိုက်တယ်အကိုဖန်ဒါကိုလမ်းမှာကောက်လာတာပါထုံနာကအတန်ဖန်းဆက်ကိုယူပြီးဖွင့်လိုက်တယ်ကြောင်လေးငါ့ကိုတတိယနေသေးလားအစားအသောက်အဆင်ပြေရဲ့လားကိုဂယုဆိုင်နော်စုံရကမင်းကိုတကယ်ချစ်တာပါအတန်ဆုံးသွားတော့လူတိုင်းခဏလောက်တိတ်ဆိတ်သွားကြတယ်မနက်စောစောမှာလင်ဖန်ကအားလုံးကိုခေါ်လိုက်တယ်လဲရှောင်းချမ်းအိတ်ကြီးတွေတဲပြီးပြင်ထားဒီနေ့တောင်ထဲဝင်ပြီးတောရိုင်းတရိษံအမဲလိုက်မယ်အကိုဖန်ကျမလည်းလိုက်မယ်ကျမအားရှိတဲ့အိတ်တွေတဲပေးနိုင်တယ်ဒီလိုလေးတဲ့အလုပ်ကိုမိန်းကလေးတွေလုပ်เสียမလို့ဘူးအကိုဖန်ကျွန်တော်လည်းလိုက်မယ်လမ်းရှင်းပေးပါမယ်လူတစုတောင်ထဲကိုဆက်လျှောက်သွားကြတယ်ရုတ်တရက်လင်ဖန်ကလက်မြောက်ပြီးအားလုံးကိုရက်ခိုင်းလိုက်တယ်အကိုဖန်ဘာဖြစ်လို့လဲငွေကြီးလာနေတာလားဟိုဘက်ကိုသွားကြအားလုံးပြေးသွားလိုက်တာနဲ့မျက်စိရှိမှငပြောပင်အုပ်ကြီးပေါ်လာတယ်အိုးငပြောသီးတွေတောင်းငပြောသီးပဲတယောက်ကအမြန်ခူးပြီးအခွန်ခွာစားကြည့်လိုက်တယ်အရန်ချိုတာပဲတကယ်စားကောင်းတယ်မြန်အိတ်ထဲထည့်ကြအကိုဖန်ရှင်ကတကယ်တော်တာပဲဒီတောထဲမှာစားလို့ရတဲ့အရာတွေအများကြီးရှိနေတာပဲအဖွဲကဆက်လျှောက်သွားနေတော့လင်ဖန်ကထပ်ပြီးရက်လိုက်ပြန်တယ်အကိုဖန်ဒီတစ်ခါရောဘာဖြစ်ပြန်တာလဲငွေကြီးလားဟိုဘက်ကိုသွားသူညွန်ပြတဲ့နေရာကိုကြည့်လိုက်တော့မြေကြီးပေါ်မှာတားရဲအသားတုံးကြီးတွေပြန့်ကျဲနေတယ်ဒါအသားတွေလားဟုတ်တယ်စကားမများနဲ့တော့တိုက်ရအိတ်ထဲကပစ္စည်းအလုံးထုတ်ပစ်လိုက်ဒီအသားတွေကိုပြန်တည်သွားဖို့နီးလန့်ရှာကြအကိုဖန်ရှင်ကအရန်တော်တာပဲဒီတောထဲမှာကောင်းတဲ့အရာတွေမကုန်နိုင်အောင်ရှိနေတာပဲအဲ့ဒီအချိန်မှာလင်ဖန်ကအဝေးတနေရာကိုလက်ညှိုးထိုးလိုက်တယ်ငါဟိုဘက်ကိုလာတော့ကမြေနေရာလွတ်တစ်ခုတွေ့ခဲ့တယ်အဲ့ဒီမှာလက်သီးလုံးလောက်ကြီးတဲ့အနီအောင်တောသီးတွေအပြည့်ပဲမင်းတို့အရင်သွားခူးကြနိုင်တဲ့လောက်များများယူခဲ့မြန်သွားခူးပြီးတာနဲ့ပြန်လာခဲ့ပြီးရင်ငါ့ကိုအသားတည်ပေးကြ
လူတိုင်းတောသီးခူးဖို့ထွက်သွားပြီးနောက်လင်ဖန်ကအသားတွေကိုစူးစီးနေတော့ရုတ်တရက်တစ်ဖက်ကအတန်တန်ကြားလိုက်ရတယ်ခဏဆောင်ဦးမင်းကိုငါလုံးဝအလွတ်မပေးဘူးတစ်ချိန်တည်းမှာပဲထုံနာကစိတ်ပူနေတဲ့မျက်နှာနဲ့ထွက်လိုက်တယ်လင်ဖန်ကိုတခုခုဖြစ်နေပြီကျမသွားကြည့်ရမယ်မင်းသွားလို့ဘာထူးမှလဲလက်ထဲမှာတစ်တုတ်တစ်ချောင်းပဲကင်ထားပြီးဘာလုပ်နိုင်မှလဲထုံနာကခေါင်းခါလိုက်တယ်ကျမဘာလုပ်နိုင်မလဲဆိုတာမသိဘူးဒါပေမဲ့တေးရမယ်ဆိုရင်တော့သူနဲ့အတူတေးမယ်တယောက်ကချက်ချင်းတားလိုက်တယ်ဒီတောထဲမှာလူကိုအရှင်မျိုးတဲ့စပါးအုံကြီးတွေရှိတယ်အယိုးတောင်ကြိုက်ချိုးနိုင်တဲ့အိမ်မြောင်ကြီးတွေလည်းရှိတယ်မင်းတကယ်သွားမှလားထုံနာကမဆိုင်မတော့ပဲတစ်တုတ်ကိုကင်ပြီးတောင်အောက်ကိုပြေးဆင်းသွားတယ်အဲ့ဒီအချိန်မှာကြံတဲ့သူတွေကအဝေးကိုကြည့်ရင်ဟေ့ဟိုမှာလူတယောက်ပြေးသွားတာတွေ့လားထုံနာမဟုတ်ဘူးလားလူတချို့ခေါ်ပြီးသူ့ကိုပြန်ဖမ်းလာခဲ့သူကမိန်းကလေးပဲအဝေးကြီးမပြေးနိုင်ဘူးတောင်ပေါ်မှာတော့ကြမ်းတောင်းတဲ့ကြံတဲ့သူတွေကစားစရာတွေကိုစီနေကြတယ်ဖြည်းဖြည်းစားကြရိတ်ခါကအကန့်အသတ်ရှိတယ်ဥကိုင်ဘာပဲဖြစ်ဖြစ်ရိတ်ခါအလုံးကဒီမှာပဲရှိတယ်ဒါပေမဲ့လင်ဖန်အခုဘလို့ဖြစ်နေလဲမသိဘူးဥကိုင်ကကြမ်းတောက်ကိုကြည့်ပြီးပြောလိုက်တယ်ငါတို့နှစ်ယောက်ကအခုကံကြမ္မာတစ်ခုတည်းကိုမျှဝေနေရတဲ့သူတွေမင်းတည်ရင်ငါတယောက်တည်းဒီနေရာကိုမထိန်နိုင်ဘူးငါတည်ရင်လည်းမင်းတယောက်တည်းမထိန်နိုင်ဘူးနားလေလားအောက်ကလူတွေအချိန်မရွေးတက်လာနိုင်တယ်ဒီညငါပထမအလှည့်ဆောင်မယ်မင်းဒုတိယအလှည့်ဆောင်ဘသူပဲအိပ်ပျော်သွားငါတို့နှစ်ယောက်လုံးတေးဖို့ပဲရှိတယ်နားလေပါပြီအဲ့ဒီအချိန်မှာတောထဲကနေပြေးလာတဲ့ခြေတံတွေကိုကြားလိုက်ရတယ်ဒီလောက်မြန်မြန်ပြန်ရောက်လာတာလားအကိုဖန်လူတယောက်ဒူးထောက်ပြီးတောင်းပန်လိုက်တယ်အကိုဖန်ကျွန်တော်ရှင်းပြပါရစေကျွန်တော်ကိုလွတ်ပေးပါမရိုက်ပါနဲ့ထက်ရိုက်ရင်ကျွန်တော်တည်သွားပါလိမ့်မယ်ကျွန်တော်စားစရာစားခဲ့တာမှအကြောင်းရှိပါတယ်အဲ့ဒီလူတွေကရိတ်ခါတွေကိုအမြဲလူချင်နေတာသူတို့သာအပေါ်တက်လာရင်ကအားတို့အသက်နဲ့ရင်ပြီးတိုက်ရတော့မှာပါအကိုဖန်ဘာလို့တယောက်တည်းပြန်လာတာလဲသူတို့အားလုံးတည်သွားပြီလားတကယ်ပဲတည်ကုန်လားခုနကတောထဲကကြားလိုက်ရတဲ့အော်တန်တွေကသူတို့အော်တန်တွေလားလင်ဖန်ကခေါင်းညှိလိုက်တယ်ဟုတ်တယ်သူတို့မျိုးပြောင်းသွားတဲ့မိနီပရွက်စိတ်အုံကိုနင်းမိသွားတယ်အစိတ်တက်ပြီးခန္ဓာကိုယ်ကပြင်းပြင်းထန်ထန်ဓာတ်မတဲမှုဖြစ်သွားတယ်10မိနစ်တောင်မကြာဘူးအားလုံးတည်ကုန်တယ်တယောက်ကမယုံနိုင်တယ်လို့မေးလိုက်တယ်ဒါဆိုအကိုဖန်ကဘာလို့ဘာမှမဖြစ်တာလဲလင်ပန်ကအေးအေးဆေးဆေးပြန်ဖြေလိုက်တယ်သူတို့ကိုအဲ့ဒီလမ်းအတိုင်းသွားခိုင်းခဲ့တာငါပဲအဲ့ဒီနေရာမှာပရွက်စိတ်အုံရှိတာကိုလည်းငါအစကတည်းကသိထားတယ်မနေ့ကလူ6ယောက်ပေါင်းပြီးငါ့ကိုလှည့်စားဖို့ကြိုးစားခဲ့တယ်ထုံနာကရေတငုံတောက်ချင်ရင်တော့ငါခွင့်ပြုမှတောက်ရဲတာဒါပေမဲ့သူတို့ကထုံနာကိုအစားထိုးတည်အောင်လုပ်ချင်ခဲ့ကြတယ်ဒီနေရာမှာသူတို့ကိုတတ်ဖို့ငါကိုယ်တိုင်လက်ညှိုးတောင်မထိုးလိုက်ရဘူးသူတို့ဘာသာအစိုးဆုံးနည်းနဲ့တည်သွားအောင်လုပ်လို့ရတယ်အခုနားလဲကြပြီလားနားလဲပါပြီအကိုဖန်လင်ဖန်ကလှည့်ပတ်ကြည့်လိုက်တယ်ထုံနာလာခဲ့ဝက်ပေါင်သားကိုနည်းနည်းလီးပြီးမိခင်လိုက်ဒါပေမဲ့ဘယ်သူမှမထူးဘူးထုံနာပဲရောက်သွားတာလဲတယောက်ကအမြန်ဖြေလိုက်တယ်အကိုဖန်ရှင်တော်ထဲမှာအနေရဖြစ်မှာစိုးလို့ထုံနာကတစ်တုတ်တစ်ချောင်းယူပြီးချက်ချင်းအောက်ဆင်းသွားတယ်တေးရမယ်ဆိုရင်တော့ရှင်နဲ့အတူတေးမယ်လို့ပြောသွားတယ်ဘယ်လောက်ကြာသွားပြီလဲမိနစ်20လောက်ရှိပါပြီအကိုဖန်လမ်းမှာသူ့ကိုမတွေ့ဘူးလားလင်ဖန်ရဲ့မျက်နှာချက်ချင်းပြောင်းသွားတယ်အမြန်လိုက်ကြတစ်ဖက်မှာတော့ထုံနာကထရန်ကျန်တို့လက်ထဲကြားရောက်သွားခဲ့ပြီပြေးလေထပ်ပြေးစမ်းဘာလို့ဟန်ဆောင်နေသေးတာလဲလင်ဖန်ကတောထဲမှာတည်သွားပြီဒီနေ့ကစပြီးမင်းကငါတို့ရဲ့ကျွန်းဖြစ်ရမယ်နားလေလားတယောက်ကပြောလိုက်တယ်ဒါထရန်ကျန်တို့ဖွဲ့ပဲအပေါ်ကိုမတက်နိုင်လို့အခုထုံနာကိုဖမ်းထားတာဒီတခါတော့ဒုက္ခရောက်ပြီအဲ့ဒီအချိန်မှာအမှုဆောင်ရာရှိချုပ်စုကရှေ့တိုးလာတယ်သူ့ကိုလွှတ်လိုက်ဝမ်ချောင်ကမျက်နှာတင်းပြီးပြောလိုက်တယ်ဒီမိန်းမကလင်ဖန်ဘက်ကလူပဲကျွန်းမပြောတာမကြားဘူးလားသူ့ကိုလွှတ်လိုက်ဒါပေမဲ့နောက်တစ်ယောက်ကလှောင်ရည်လိုက်တယ်ခမ ्या ကိုဝမ်ချောင်ကြောက်ပေမဲ့ကျွန်တော်တော့မကြောက်ဘူးအရင်ကခမ ्या ကကျွန်တော်အထက်လူဖြစ်ချင်းဖြစ်မယ်ဒါပေမဲ့အခုတော့မဟုတ်တော့ဘူးအမှုဆောင်အရာရှိချုပ်စုကအေးဆက်စွာပြောလိုက်တယ်ငါတို့ပြန်လွတ်သွားတာနဲ့မင်းထောင်ထဲမှာဆွေးမြေ့အောင်ငါလုပ်မယ်အဲ့ဒီလူကရေလိုက်တယ်ကယ်ဆယ်ရေးအဖွဲ့ဒီနေရာကိုရှာတွေ့မယ်လို့ထင်နေတာလားဘီလီယံနဲ့ချီတန်တဲ့အမျိုးသမီးအမှုဆောင်အရာရှိချုပ်ကိုငါတခါမှမထိဘူးသူထုံနာစီလက်လန်းလိုက်တဲ့အချိန်သူ့ကိုလွှတ်လိုက်
အတန်တန်ထွက်ပေါ်လာတယ်လူအားလုံးလှည့်ကြည့်လိုက်တော့လင်ဖန်ကဓာတ်တစ်ချောင်းကင်ပြီးအေးဆက်တဲ့မျက်နှာနဲ့ရက်နေတယ်လင်ဖန်မင်းမသေးသေးဘူးလားထုံနာကမျက်ရည်တွေနဲ့អော်လိုက်တယ်လင်ဖန်ကျမအဆင်ပြေတယ်မလာနဲ့လင်ဖန်ကအေးဆက်စွာသတိပေးလိုက်တယ်မင်းလက်ထဲမှာဓာတ်ရှိတယ်နောက်တလန်းတိုးလာတာနဲ့သူ့လေပင်ကိုငါချက်ချင်းညစ်ပစ်မယ်ဒီကားလေးကအုံကိန်းမိသွားပါပြီအပိုင်းတစ်လာတဲ့ခါမှသာဆက်တင်ပေးပါမယ်ဗျ